အဲ့တော့ဒီမန်လေးကကြကြဖန်ဖန်လေးမေးထားတာမို့လို့ဖြေပေးမယ်ပေါ့နော်ဒါမျိုးသမီးတွေတကွေရတာဖြေတဲ့ခါမှာဆိုလို့ရှိရင်ခရမ်းသီးနဲ့နေရောတဲ့နော်ခရမ်းသီးနဲ့နေရဆိုလို့ရှိရင်ရောပြိုစစ်လာတဲ့ဒါစိတ်ပညာရကတော့ဒါပြိုစစ်ပါတယ်နော်မျိုးသားတွေဆိုလို့ရှိရင်လည်းဒါအရွယ်ရောက်လာတဲ့ခါမှာဆိုလို့ရှိရင်သူတို့ရဲ့စိတ်ဆန္ဒအရာတကွေရအတာဖြေဒါဆိုရင်ပြိုစစ်တယ်မျိုးသမီးတွေလည်းလိုပါပဲသူကသူဒါပေါ့နော်အရွယ်ရောက်လာတဲ့ခါမှာဆိုလို့စိတ်ကလေးဖြစ်လာတဲ့ခါမှာခရမ်းသူပြောတဲ့ခရမ်းသီးပေါ့နော်ခရမ်းသီးနဲ့နေလို့ရှိရင်လည်းပဲဒါပြိုစစ်တယ်ဒါအခုကမှတော့ခရမ်းသီးကတော့တုံးလာမတုံးလာကိုလည်းမပြောတတ်ဘူးပေါ့နော်အဲ့တော့သူမေးလို့ပဲဖြေပေးရပေါ့နော်အဲ့တော့ခရမ်းသီးရတော့ဒါနော်ဘယ်လိုပြောမလဲပတ်ဆက်မတက်နိုင်တဲ့လူကတော့တောင်းရင်တုံးမှာပေါ့နော်အဲ့တော့မက်ကိုရေးလဲရေးခြင်းတယ်ဖြေလဲဖြေပေးရတယ်ဆိုတာဖြစ်တယ်ပြီနော်အဲ့တော့ဒါခုခေတ်မှာဆိုလို့ရှိရင်ဒါပစ္စည်းတူလေးတွေပေါ်လာပြီဆိုတော့အဲ့လိုမျိုးလဲသုံးကြမှာပေါ့နော်အဲ့တော့ဘလို့ပဲသုံးခရမ်းသီးပဲသုံးပစ္စည်းတူပဲသုံးဒါစိတ်ပညာရတော့ပြိုစစ်ပါတယ်နော်အဲ့လိုမျိုးပြောခြင်းနဲ့အဲ့တော့မြို့သမီးတယောက်ကကိုယ့်ရဲ့ကာမကိုအမျိုးသားတယောက်ကိုပေးမှတာနေရင်ဒါကအပြိုကြီးဖြစ်တာပေါ့နော်အပြိုမစစ်တော့တာပါဒါအမျိုးသားဆိုလဲအဲ့လိုပါပဲတခြားမိတ်ကလေးအမျိုးသမီးတဦးနဲ့နေပြီဆိုရင်ဒါကိုလုံးဆွမဆွကိုလုံးလည်းပဲလှုပ်ဒီတိုင်းပဲလှုပ်ဒါဒီလိုမစစ်တော့ဘူးပေါ့နော်ဒီလိုမျိုးလေးရှိတယ်အဲ့တော့အဲ့လိုကွာစားချက်ကလေးပေါ့နော်အဲ့တော့ကိုတကိုရေးနေတယ်ဆိုတာသူများကဒုက္ခမပေးဘူးပေါ့နော်ဒီလိုမျိုးနေတယ်ဆိုလို့ရှိရင်လည်းသူပြောသူ့ရဲ့မန့်အတိုင်းနေတယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ပေါ့နော်ကိုနေပါလေမရနိုင်ဘူးလေနော်မိကလေးအတွက်တော့မှအဆင်ပြေသေးတယ်အဲ့တော့ဒီယောက်ျားလေးဆိုလည်းသူကသူတကိုရေးအသာပြေတယ်ဆိုတာကကောင်းပါတယ်ဘာလို့လဲဆိုတော့ဒါမိကလေးတွေအတွက်ဒါကိုမရစေဘူးသူ့အတွက်နော်ဒါကောင်းကျိုးလေးတွေကလည်းအများကြီးရှိတယ်ပေါ့နော်ဒါမျိုးသမီးမျိုးသားနှစ်ယောက်စလုံးအတွက်ဒါလေးတွေလည်းအားရတဲ့အချိန်ကတင်ပေးပါမယ်ဒါအခုရမှာတင်းတန်းလေးစီတွေအတွက်ဒါအကုန်လုံးကိုဖြေမပေးနိုင်တာပေါ့နော်အဲ့တော့ဒီခရမ်းသီးဆိုတာကတော့ဒါငယ်လေးဖြစ်တာကိုပြပြပါတော့ခရမ်းသီးဆိုတာကကြတော့ပုဒ်ဆေးတွေပါရေးသုံးမယ်ဆိုတော့ရေးစီအောင်စိတ်ရင်လည်းပဲမြင်နိုင်လောက်ဘူးဗတိတရားတွေလည်းရှိမယ်စက်ခိုင်တွေမကောင်းဘူးလို့ထင်ပါတယ်နော်အဲ့တော့ဒါပြီးလို့ရှိရင်ဒီခင်းသီးရဲ့အရွယ်စားကကြတော့ကြီးတယ်ပေါ့နော်ခုနေ့ကပဲမြစ်လိုဖြစ်နေမယ်ဒါပဲမြစ်ဆိုတာမြင်ထားအောင်ရေးတာပါအဲ့တော့မျိုးသားလေးလည်းစိတ်မဆွေးကြပါနဲ့နော်အဲ့တော့ဒါကဘယ်လိုပြောမလဲလိပ်ပညာဖြစ်တဲ့မြင်တဲ့ဒီဗီဒီယိုလေးတင်ပေးတာဖြစ်တယ်အဲ့တော့တချို့ရိုင်းတယ်လို့စကားလုံးအသုံးလေးရကနော်ရိုင်းကားရလည်းပဲခွင့်လို့နားလည်းပေးပါအလုံးအတွက်အဆင်ပြေအောင်တော့ဖြည့်ပေးရပေါ့နော်မိသမျှတော့ဖြည့်ပေးရအဲ့တော့ဗီဒီယိုကအဆင်မပြေဘူးတချို့ဆိုအမျိုးသမီးတွေမျိုးသားတွေလာမှတ်တယ်ပေါ့နော်ငါတို့ရဲ့အချက်တရားတွေတော့ပုံပါပြီးဆိုပါမှတ်မယ်အဲ့တော့နော်အဲ့လိုလူလေးတွေကတော့ကြော်သွားလိုက်ပါနော်ဒါကဘဝတုဒ္ဒအနေနဲ့တင်ပေးတာဖြစ်ပါတယ်နော်အဲ့တော့ဒီတော့မှဆိုလို့ရှိရင်တော့ဒါမိမကိုပေါ့နော်ဖြန်းပေးတဲ့ချင်းဖြူရဲ့ဒီရာဒီလာစီရဲ့ပေါ့နော်ဒါလေးတွေတခြားပစ္စည်းလေးတွေလည်းပဲဒါဖြန်းဖြူပေးတယ်အဲ့လိုဖြန်းဖြူပေးနေဒါမျိုးသမီးမျိုးသားအားလုံးအတွက်ဒါပညာပေးလေးတွေကိုတင်ပေးနေတာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးတွေကအဆင်မပြေတော့အစားရကြော်သွားဖို့ပြည့်စုံပါတယ်နော်အဲ့တော့ဒါကိုတိကျင်တာလေးတွေကိုလည်းမေးထားပါအဲ့တော့ဒါအဆင်ပြေတဲ့အခါမှာပေါ့နော်အားရအချိန်မှာတို့ရှင်အားလုံးပြန်ပြီးတော့မှဖြည့်ပေးဒီမက်ပန်ရှင်လေးကိုလည်းကျေးဇူးတင်တယ်နော်အဲ့တော့ပြီးလို့ရှိတဲ့အတွက်ယောက်ျားချင်းနေရောလူမျိုးရှိလာတယ်အဲ့တော့ယောက်ျားချင်းနေပြီဆိုလဲဒါလူမျိုးမစစ်တော့ဘောနော်သူနဲ့အတူနေပြီးတော့ဆိုအဲ့တော့တယောက်ယောက်နဲ့တော့တက်ရှိလူတယောက်ယောက်နဲ့နေပြီးတော့ဆိုလို့ရှိရင်အပြိုလူမျိုးမစစ်တော့ပါဘူးအဲ့လိုလေးဖြည့်ပေးချင်ပါတယ်ရှင်ကျေးဇူးပါ